ဟုတ်ကဲ့ပါအခုကတော့ကျွန်တော်တို့အင်းဝမှာပေါ့ရေနန်းတော်ဆိုလားမသိဘူးဟုတ်လားကိုရေနန်းတော်လားဒီအင်းဝအကိုကြီးတွေလည်းတခါမှမကြုံဘူးသေးတဲ့ရေနန်းတော်ကြီးပါအဲကြောင့်ပေါ်လာဟုတ်လား ဒီငလင်းအဲအကြောင်းပေါ့အဲ့ဒါပေါ်လာတာလက်ရှိတွားပြီးတော့မှလေးလာမှာ လေးလာမှာဟုတ်ရဲ့ လေး ပဲ လာဆင်းလာ ကဲအားလုံးပဲဘဝတုဒ္ဒရအောင်လို့အဆုံးထိကြည့်ပေးကြပါလို့ရှင်းလိုက်ကြည့်ပေးပါအောင်နော်ကဲဒါကတော့ line မောင်အားလူတွေရောဗောနော်အကုန်လုံးအဝေးရလူတွေရောဒါဒီကိုကြီးကပြောတာဒါကြီးလိုက်လို့ကြီးရတာဗောနော်ကြီးကံပါလို့အခုဒါကတော့နေကံကိုကြီးတွေဖြစ်ပါတယ်ကိုကြီးတို့ဘဝမှာလည်းမကြုံမှုသေးဘူးနော်ဒါမျိုးပါဟုတ်ကဲ့ပါခုသွားကြည့်နေပါပြီလို့ရှေ့ဆိုရောက်တော့မှာပါနော်ဒါလေးစောင့်ကြည့်ပေးကြပါအောင်ဗျဟုတ်ကဲ့ပါအခုကတော့ရောက်ပါပြီလို့အခုပါကိုရေနန်းတော်ကြီးဖြစ်ပါတယ် ဒါပေါ်ရမယ့်ဟာကြီးရှေးအောင်ထဲမှာပါတယ် ဟောရှေးအောင်ထဲမှာပါတယ်ဩဒီမှာပါရေနန်းတော်ကြီးပါတဲ့ အောက်ထဲမှာကြံသေးတယ် အောက်ထဲမှာကြံနေပါသေးရဲ့ ဒီဘက်ထိပဲဒီမှာဒီရှားလေးတော့ဒါတော့ဒီဒီပဲဟိုဒီဟုတ်ကဲ့ ဒါပေါက်လေးဒီဘက်မှာ ဟုတ် ဒီကြီးထဲမှာမြုပ်နေတာနော် ဟုတ်ပါ ဒီမှာ အဲ့ဖော်မှာလို့ အဲ့ဖော်မယ်လို့ပြောတာပဲဒါကြီးဖော်မှာတယ်အဲ့ဒါနန်းတောင်လိုမယ်နုလိုဟာမျိုးကြီးဖြစ်သွားမှာ ဟောဒီမှာကြည့်ကြပါတော့ရှင်နန်းတော့အဆောင်ကြီးပေါ့ ဒီမှာဒီဥစ္စာဒါကြီးနန်းတော့ ဒါလေးလည်းအဲ့ဒါတော်တော်ဖွားမှာနော် ဖော်ရမှာပါဒါကျွန်တော်ဒီသက်ခုမှမြင်ဘူးလေရေနန်းတော့အဲ့ကြားတာကြားဘူးတခါမှမြင်ဘူးဘယ်နားမှမြင်မသိဒါခုပေါ်လာတာအောက်ထဲမှာကြံ